Isha နဲ့ Sari ရဲ့ကတော့ရှီရိုးကိုစီးပြီးတနေရာကိုရောက်လာကြပါတယ်။အဲ့ဒါကတော့စန်တီယာ TV တချင်းဆိုပဲဖြစ်ပါတယ်။မိတ်ဆက်ကောင်ကြီးကခလေးကိုတက်နေပြီးတိုက်ခိုက်နေလို့ကယ်လိုက်ရပါသေးတယ်။ရန်ကတော့ဖုန်းတော်ကြီးဒန်တီကိုအကူအညီတောင်းနေပေမဲ့ဒန်တီကရန်သူမလို့မကူညီပေးဘူးလားမသိဘူးဆိုပြီးတော့တွေးနေပြန်ပါတယ်။မျက်နှာကြီးကလည်းကြောက်စရာကြီး तू ကမဟုတ်မှလွယ်ရောတကယ်မြန်လား။ဂီတာနေကတော့ live ကိုတန်းစင်မော်နဲ့တိုက်ခိုက်လိုက်ပါတယ်။ဒီလန်ဆာမော်ကအမန်နဲ့အမျိုးသားပြည့်ရတဲ့နဲ့တန်းစင်မော်အမျိုးသားလက္ခဏာလည်းပါကြောင်း live ကတော့တည်သွားခဲ့ပါပြီ။လက်ဖျားကဆုံးဖြတ်တဲ့မိစ္ဆာကမိစ္ဆာလို့ပြောလို့မရဘူး။ဒီကောင်ကဆုံးဖြတ်တဲ့မိစ္ဆာကမှမိစ္ဆာ။ဒါကြောင့်တန်းစင်မော်ကိုသုံးမရပါလိမ့်မယ်။ပုံမှန်ဆိုရင်တန်းစင်မော်နဲ့ဘာတရားမှုမှမရှိတဲ့မီလုံးကဂီတာနဲ့ဆုံးဖြတ်ချက်တာထည့်တွက်မယ်ဆိုရင်အဲ့ဒါကတော့မိစ္ဆာကတန်းစင်ခံရမှာလို့ဖြစ်သွားမှာ။အားနဲ့ချက်လည်းသိရပြီပထမတစ်ချက်ကသင်္ကေတကိုဖန်တီးမယ်ဆိုရင်စက္ကန့်အနည်းငယ်ကြာလိမ့်မယ်ဒုတိယတစ်ချက်ကတော့မှော်လို့ခေါ်တဲ့စွမ်းရည်အများကြီးပါတဲ့သင်္ကေတကိုဖန်တီးလို့မရဘူးဖန်တီးမယ်ဆိုရင်မီနဲ့အကာရန်နဲ့ဂမ်ဘီယာမော်ဆိုပြီးသင်္ကေတပြောင်းလို့ရမှာမဟုတ်ဘူးတတိယချက်ဂမ်ဘီယာမော်ရဲ့သင်္ကေတကမီသင်္ကေတအဖြစ်အကုန်ပြောင်းလဲသွားတယ်တပည့်နဲ့သုံးနိုင်တဲ့သင်္ကေတအမျိုးအစားက၃မျိုးပဲရှိမယ်ကိုကတော့မိစ္ဆာကောင်ကြီးကိုတိုက်ခိုက်ရင်းနဲ့ဒဏ်ရာကြီးမားမားရရှိသွားပါတယ်သူ့ကိုဖုံးတော်တွေတချို့ကပြန်လဲကုသနေပြီးမိစ္ဆာကောင်ကြီးကိုခုခံနေသူတွေကလည်းခုခံနေကြပါတယ်ဒီမိစ္ဆာကောင်ကြီးကိုလွတ်လိုက်တာကတော့ဂီဆာမီဆာမာလို့ခေါ်တဲ့နေရာပြောင်းမော်ကိုသုံးနိုင်သွားတဲ့ဘဲတဝေပဲဖြစ်ပါတယ်သူကရဲတဲ့ကြီးမှနေတာပါမလိုတော့တဲ့ငကားလေးဆိုရင်သူကအလွယ်လေးပဲဖြက်စီးတတ်ပါတယ်အဆိုပါရဲတိုက်ကိုဂီတာနဲနဲ့အင်နက်စရှာတို့ကလာကြည့်နေခဲ့ပြီးဒီလော်တက်ဆိုတဲ့နေရာကဘယ်တော့မှမြန်ဒီကောင်ရဲ့ရဲတိုက်ဖြစ်သွားတာလဲဆိုပြီးတော့ဂီတာနဲကတော့ပြောနေခဲ့ပါတယ်ဒါကမကောင်းဆိုးဝါးဖြစ်တဲ့ကြောင့်အင်နီယက်စတာကသိလိုက်ပါတယ်ဂီတာနဲကခုနချိန်မိုးခံလိုက်ရတဲ့ငကားကြီးကိုသွားပြီးသူနဲ့အတူလိုက်ပြီးမရှင်တွေကိုလှုပ်ဖို့ပြောခဲ့ပါတယ်ပြောရရင်သူ့စီမှာတပည့်ခံခိုင်းတာကိုပဲဆိုလိုတာပါငကားကောင်ကြီးကိုစုပေါင်းတိုက်ခိုက်လိုက်ပြီးတဲ့နောက်မှာဂရမ်ကနေအသွင်ပြောင်းထားတဲ့ရုပ်ချောချောကောင်လေးတယောက်ကရောက်လာပြီးတော့သူ့ကိစ္စတာဝန်ပဲထားလိုက်လို့လာပြောခဲ့ပါတယ်ရုတ်တရက်မမှတ်မိကြပေမဲ့ဒါကဂရမ်ဆိုတာလုံးဝကိုသိကြပါတယ်ဆွာချင်းရှင်ပြခဲ့ကြပြီးနောက်ဆုံးမှာတော့ဂရမ်ရဲ့ဆွာကြောင့်တစ်ဖက်ကမိစ္ဆာကတော့ပျောက်ကွယ်သွားပါပြီပြဖြစ်ပြီးတော့ကိုပျောက်ကွယ်သွားတာပါဂီတာနေကတော့သူ့ကိုတစ္ဆာဖောက်တဲ့ပုံစံမျိုးဖြစ်နေမလားလို့တွေးနေပါတယ်ငါကမင်းတို့ကိုအသုံးချနေုံပဲမဟုတ်လို့မဟာမိတ်လို့မတွေးမိပါဘူးငကားကတော့အ ਨੇ ဆုံးတော့ငါကခမည်းနဲ့တွေးဆောင်ခဲ့တဲ့ကျေးဇူးကြောင့်ငကားအနေနဲ့တည်နိုင်ခဲ့ပြီဆိုပြီးဂီတာနေကိုတော့ကျေးဇူးတင်နေခဲ့ရပါဂီတာနေပေးခဲ့တဲ့အသက်ပြန်ရှည်စေနိုင်တဲ့ဥကိုအသုံးမပြုတော့ပဲငရဲမှစောင်းနေမယ်ဂီတာနေလို့ပြောကငကားကပျောက်ကွယ်သွားပါတော့တယ်ဂရင်ကတော့ချိတ်ပေးမှုပယ်သွားတဲ့အတွက်ကြောင့်မော်ဆွမ်းရင်များကိုစောက်ယူလိုက်နိုင်ပါတယ်အဲ့တော့ green ကတော့ကောင်းကင်ဘော်ကိုသွားပြီးတိမ်မော်ကတိုက်ပွဲစီသွားကြရအောင်လို့ပြောနေပါတယ်။ကောင်းကင်ဘော်မှာတော့ Lloyd နဲ့ Guitar နဲ့တို့ကတိုက်ခိုက်နေကြတာဖြစ်ပါတယ်။ဒီမှာလည်း9 ယောက်မြောက်မင်းသား Season 2အပိုင်း30ရာပြီးဆုံးလာပါတယ်။